အခုလက်ရှိစီစဉ်တာဒီတိုင်းမှာဂိုးရင်းသာဆော့နေရတာဘာဟီရိုကမတာဖြစ်နေမှန်းကျွန်တော်ကိုယ်တိုင်တော့မသိဘူးဘရာဇာကိုလည်းသိမယ်လို့မထင်ဘူးဘာလို့လဲဆိုတော့နောက်ဆုံးထွက်လာတဲ့ပတ်တို့ရမတာဟီရိုကို adjustment လုပ်ထားတယ်ဆိုပေမဲ့ဂိုးရင်းရဟီရိုတွေတော့ပတ်ထားခြင်းနေမရှိဘူးဒီတော့ကိုယ့်အတွက်ဆင်ပြေနိုင်မဲ့ဟီရိုတွေအသင်းအတွက်ဆင်ပြေနိုင်တဲ့ဟီရိုတွေကိုဂိုးရင်းအတွက်မှာပဲထုတ်လာကြတယ်နောက်ဆုံးပတ်တို့ရဆိုလို့ရှိရင် Granger ကသူ့ရဲ့ skill ကိုနှက်ခံလိုက်ရတယ်အညာနဲ့ပို့ပြီးတော့လိမ့်မှာခရီရှင်းရတာကြားရဆိုပေမဲ့ကိုင်ရင်ကိုင်လို့ရအနေထားထဲမှာပါနေသေးတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုစီမှာ Granger ကိုကိုင်ရဆိုပေမဲ့ကိုင်နိုင်တော့မနိုင်ပါဘူးဘာလို့လဲဆိုတော့ဒီကောင်ကရှေ့ကနေပြီးတော့ကိုယ့်ဘက်ကမာပြီးမဲ့တန့်ပါမှာဒါမှမဟုတ် fighter ပါမှာကိုင်လို့ကောင်းတာ Granger ကို revamp ပြီးကနေ Granger ကမတာလေးကမထွက်တာတော်တော်လေးကိုကြားနေပြီအဲ့ဒီပြီးတော့မှမပန်းချမ်းဘက်ကနေပြီးပတ်နှုတ်တိုင်းမှာနှက်တယ်ဒါပေမဲ့မတာတွေကမထွက်သွားဘူးမတာတွေကမထွက်ရခြင်းအကြောင်းများကြတော့ Granger ကတခြား Maxman တွေလိုအားလေးမှလိန်ထင်းရတာမသားတာမျိုးတွေနှိမ့်တာမျိုးတွေတစ်ခါမှမရှိဘူးဒါအပြင်မှာ passive stat တွေများလာရင်များလာသလိုဒီကောင်ရဲ့ skill တွေကစိတ်ကြိုက်ကို spam လို့ရတယ် Break it down, bring it back, make it clap. 3 old thoughts, new guap. That damn bitches on my line. Granger မှာ legend skin တွေ exotic တွေ transformer တွေ creator skin တွေနဲ့ light moon တွေ special တွေအများကြီးရှိရဆိုပေမဲ့ကျွန်တော်ကြိုက်ဆုံး skin ကတော့ normal skin ပဲကိုယ်တိုင်က skin မရှိဘူးဆိုလည်းအားမငယ်နဲ့ကျွန်တော်ကိုယ်တိုင်လည်း normal နဲ့ပဲဆော့တာ normal ကိုအကြိုက်ဆုံးပါသီလားတခြား skin fat တွေမတားပါတဲ့ legend တွေ exotic တွေဖြစ်ရဆိုပေမဲ့အဲ့ skin တွေတော့ကြိုက်လို့ကြိုက်တယ်ဒါပေမဲ့ normal skin တော့မကြိုက်ဘူးကွာ normal skin ကဆော့တာ comfort ဖြစ်တဲ့ skill 1 cascade တာကောင်းတယ်ကွာသီလားဒီပွဲကကျွန်တော် Fighter Emblem နဲ့ဆော့တာလေခုနောက်ပိုင်းကကျွန်တော် Granger ကို Fighter Emblem နဲ့ဆော့တာပိုကြိုက်နေတယ် Fighter Emblem ကအစီအစဉ် Emblem နဲ့ဆော့လို့ရှိရင်ပို့ပြီးတော့မာမယ် penetration တော့မပါဘူးဆိုပေမဲ့ spell မပါတာဖြစ်တာကြောင့်မို့ဒီကောင် early game မှာစေးဆော့ပြီးတော့ဒီကောင် stat တွေစုလို့ရမယ်ဟိုဘက်ကောင်နဲ့ tournament တွေကြီးတာများပြီး Granger ကို Ruby နဲ့လာရှင်းနေတာတကယ်က Ruby ကို Granger ကရှင်းထင်းလို့မရဘူး tournament မှာရှင်းထင်းနေတယ်ဆိုတာက tournament မှာသူတို့ထားနေသူတို့ရှိတယ်ပြီးတော့လည်း fake game ဆိုရင်တော့ Roma တွေ mid တွေအများနဲ့လာကြည့်ပေးတယ်ကွာပြီးတော့ဒါက run တော့မှာဒါ party ဆော့တဲ့ run မဟုတ်ဘဲနဲ့ trio ပဲဆော့တဲ့ run ဖြစ်နေတယ် Granger တကယ်တော့ meta တွေကထွက်သိနေပြီဒီကောင်ကကိုင်ညာ hero မရှိလို့သာကွာဒီကောင်ကိုင်နေကြတာတကယ်တမ်းဒီကောင်ကြီးကတိတ်တော့ကိုင်လို့ကောင်းနေတယ်တော့မပါဘူးပွဲကကိုကမတာဘူးတကယ်ကိုကနေနေဆိုလို့ရင်ဒီကောင်လုံးဝယူခံမ point ရှာကွာမတားခတ်တယ်ကွာသိလား high ground တော့ရတယ်ဒါပေမဲ့ဗတယ်မှာကိုပြစ်ဖို့တော့ပိုးစချင်းမတားရှာရတယ်ကိုဝင်တိုင်းမယ်ဆိုလို့ရှိရင်မတားထွက်ပြေးရတယ်ကွာသိလားတကယ်တမ်းအဲ့လိုမဟုတ်ဘဲနဲ့ကိုကမတားတာနေတယ်ခိုင်းပြစတက်တွေလည်းရနေဆိုလို့ရှိရင်တော့ကိုဖမ်းပြီးဖို့နေနေတာကိုနောက်လိုက်ရင်တော့အကောင်ကြီးပြန်သိမဲ့နေထား run တွေကလည်းဆော့တာဆော့နေရပါနိုင်ဖို့ကမသေးကြဘူးတောက်ကျိုးနဲ့မီယာရွန်းတွေမလီစာရွန်းတွေနဲ့ဘယ်လိုဆော့အောင်မဒီပွဲတွေကဒါတော့မှကျွန်တော်တို့ trio ဆော့လို့အဲ့ဒါ frame ကိုပစ်ထားတာ Granger တော့အားလုံးသိတဲ့အတိုင်းပဲလိမ့်မလို့ထည့်ရမယ်ဆိုတော့ scale 1လေးနဲ့ပုတ်မယ်ပြီးရင်အဆုံးနေမသုံးမယ်ရက်မယ် scale 1လေးသုံးမယ်အဆုံးနေမသုံးမယ်ရက်မယ်အဲ့လိုမျိုးလေးထိမယ်ကိုက crit လေးကိုလက်ဟစ်စားမယ် enemy ကို scale လမ်းပုတ်မယ် Granger က scale ကိုသေချာကဲရတဲ့ hero ဖြစ်တာကြောင့်မလို့ scale တချို့တွေက auto aim သုံးလိုက်လို့ဘာမှမဖြစ်ဘူးဒါပေမဲ့ auto aim ကအမြဲတမ်းသုံးလို့တော့မကောင်းဘူးနန်းချယ်ရီတော့2ယောက်တယောက်ဆိုပြီးလာဖဲနေပြီဒီမှာငါဘက်ကကောင်နဲ့ကြည့်တော့လေကိုဘက်ကဟဲ့ရောက်စားတကောင်ပဲနာနာရှိဟဲ့ရောက်စားဒီမှာအပြလုံးပြီးငါသွေးရရောဟဲ့ရောက်စား shadow ထဲကိုဒီကောင်ပေးတန်းယူပြီးတိုင်းနေတာမသိဘူးခြုံနေရနေစောင့်မျိုးရက်နေရ ruby ကို shadow ထဲရတာကွာအဲ့လောက်တော့ခတ်လာမင်းဘိုးကရလေအာဒီဘောပိုင်းလိုက်ပါတယ်ဒါပေမဲ့ ruby က flick ကခုံသွား ruby ကလိမ့်လာကတ်တာအဲ့တော့လိမ့်လာကတ်တဲ့ကောင်ဒီတော့ပေးမကတ်နိုင်ဘူးကွာသွေးတော့ short မယ်အဲ့ဒါ skill 1နဲ့ပြစ်အာဒီကတော့မရသေးဘူးအာဒီမပြစ်နိုင်ဒီမှာကောင်းနေကွာဖာသာနာ2 man standဒါမှလည်းငါတမ်းမင်းကဘာမှမရှိသေးဘူးအာဒီမရသေးတော့အာဒီရရင်တော့အာဒီနဲ့ထုပြီးတော့ဒီကောင်ကိုသွေးလျှော့လို့ရတယ်အဲ့တော့ဒီခွေလေးရှင်းလို့ရှိရင်အာဒီရပြီအာဒီလည်းရပြီဆိုအလဲလေးမှာဖြစ်နေပလဲလေးကိုသွားပြီး try မယ်အဲ့မှာ area ကငကောင်းအောင်ပြောင်းပြီးတော့ nan cherry ကို like တီးထုတ်နေပြီတီးထုတ်တာခံထားတဲ့ nan cherry သွေးလျှော့နေတော့ဒီမှာအာဒီလေးပါပြီးကျွေးပြီးကေးကောက်လိုက်တယ်ပြီးဟိုဘက်က nan ကောင် scale 1 အာဒီတဲ့ဘာညာသွေးလျှော့တယ်ဒီမှာနာနာဖောင်ပြီးတော့ကွာငါအာဒီမိတ်သုံးတယ်တွေ့လားမသိပါဘူးဘာလို့ယူချင်းနှိပ်သွားလို့နန်းချယ်နဲ့နန်းဆောင်အကြည့်နေချိန်မှာဟိုဘက်က alpha နဲ့ benedetta ကိုယ့်ရဲ့ hair ကိုပြန်ကြည့်ပါအဲ့တော့ alpha တက် Granger early game မှာပတ်တဲ့ join တာကောင်းတယ်ဆိုရင်မဲ့ကိုက cream machine ပဲလာရဆိုလို့ရှိရင်တော့ဟိုဘက်က Maxman တွေဂိုးလိမ့်နာတွေတော်တော်များများကဂိုးရှိပြည့်ရသွားကြလိမ့်မယ် 1k နဲ့ 1 6ဆိုမဲ့ကျွန်တော်ရဲ့နောက်က ruby ထက်မသားတော့အမှန်ကန်ပဲဘာလို့အကောင်ဂိုးရှိပြည့်ဝရထားတယ်ပြီးရင်ဒီမှာဆွဲခံရပြီဆွဲကမှန်တိလို့ RD ပြလိုက်တာအဲ့ဒါ RD ဘလင်းမှာပါသွားတာတောက်ကျိုးနဲ့ဒီကကောင် Ruby နဲ့ထင်းလို့ချင်းကျွန်တော်တင့်ရန်ထရစ်ပြပြမယ် Ruby နဲ့လိန်ထင်းတဲ့ခါမှာ Ruby ရဲ့ RD မိတ်ဘယ်ချိန်ဆွဲမလဲဆိုလို့ချင်း Ruby ရဲ့ skill 1 သုံးပြီးလို့ချင်းသူက RD မိတ်တန်းဆွဲမှာဒါပဲအဓိကမှတ်ထားလိုက် Ruby ကဘယ်တော့မှ skill 2သုံးပြီးကိုနာမကတ်ဘူးပြီးရင် RD မိတ်မဆွဲဘူး skill 1သုံးပြီး RD မိတ်ဆွဲမယ်ပြီးရင် skill 2နဲ့ stand မယ်သွေးရောက်နေလို့ skill 1လေးပြီးပြီဒီမှာသွေးရှာနေတော့ဒီမှာ alpha ရဲ့ရုပ်တရက်ဝင်လာတောက်ကျိုးနဲ့တွေ့ုံမတွေ့ဘူးဘာသာနာလောက်ရတဲ့အကွက်ကတော့မစမ်းပါဘူးဒါပေမဲ့ public mate တယောက်အနေနဲ့ဆိုလို့ချင်းတော့အဲ့ဒါတွေ့ဖို့တော့တနေ့ခဲရင်းနေ Franco RD မိတ်နဲ့ရိုက်မလို့လိုက်နေတယ်နေအောင် RD မိတ်ပေးပြီး slow fat ပေးလိုက်မယ်ခဏနေရော့အမဟာ Ruby သွားမှန်ဟေးပတ်လိုက်တော့ bro ပတ်လိုက်တော့ခြုံထဲမှာ15မိနစ်အောင်ပြီးတဲ့အတိုင်း share ထည့်တဲ့ရောက်ပြီးတော့နောက်ဆုံးတော့ share ဝင်သွားပြီနနရောင်ကဘလို့ကြီးတော့လို့ဟိုဝက်ကြီးချပြီး RD ဒီဘက်လာချတာကန်အောင်လို့အဲ့ဒါတကယ်လို့ RD ရော scale 2ကကျွန်တော်စီရောက်ရင်ကျွန်တော်သိပြီကိုယ့်ရဲ့ Granger မို့လို့ပြောရတော့မဟုတ်ပါဘူးဒီကောင်ရဲ့ RD mate တွေ scale 1နဲ့တုံးတာပညာသားကိုပါတယ်အလေကောင်လုံး inflation နဲ့တွင်ပြီးသူလွတ်ပြီးထင်းနေတာသူလွတ်ပြီးထင်းနေတာတကယ်လည်းလွတ်သွားပါတယ်အဲ့ဒီနေရာမှာသာ Franco မကောင်းလို့ရှင်ပေါ့ဒါက Franco ကောင်းလို့မလွတ်သွားဘူးကကြည့်လိုက် flag RD 3အောင်တော့အလှကြီးဆွဲမိချစ်စင်စကန်တက်လေးဗတဲ့ဖြစ်နေဆိုတော့ကျွန်တော်လည်းသွားပြီး join မိလိုက်မယ် video လည်းတည့်ရတဲ့အတိုင်းမှာပဲကိုတင်းမိတ်ကလွတ်လွတ်ကျွတ်
ကိုပေါက်တယ်ဆိုပေမဲ့ကိုတင်မင်းမရပဲဟိုဘက်ကနောက်ချက်ခန္ဓာနဲ့ Alpha သူရသွားတယ်။ Airy ကဒီနေရာမှာ Dragon Ball မရှိဘူးတဲ့အဲ့တော့သူမြန်မာလိုလိုက်ကုန်နေရပြီဗတဲ့မှာဒီနေရာမှာ Space တွေကုန်ပြီးရဆိုပေမဲ့လည်း Fazana Skill 1လေးကောင်းပါဆိုတော့ကျွန်တော်အနေနဲ့ဗတဲ့ပြန်နိုင်သွားရပေါ့စကန်တာတဲ့မှာဆိုလို့ချင်းဟိုဘက်က Benedetta ရဲ့ Alpha ရဲ့ Angela ရဲ့ Boost ပေးမှုအကြောင်းပြုပြီးဒီမှာဆိုအတင်းတွေဝင်တိုက်နေတာတာတယ်လည်းမရလိုက်လို့ Franco လည်းဒီမှာတေတော့မဲ့ရေအောင်နေတွေ့နေရပြီတေသွားပါပြီသူလည်းကျွန်တော်အနေနဲ့ကဗတဲ့မှာ Ultimate သုံးဖို့တော့ Energy ကဘယ်တော့မှရှိမနေဘာလို့အဲ့ Ultimate ကိုကျွန်တော် Crit ချင်းဖို့ပဲသုံးတာ Granger က RG Game မှာကနေကိုက Sky Meter ထွက်သွားပြီဆိုတာနဲ့ဗတဲ့တွေလိုက်ချပေးအဲ့ချိန်နေရကိုတော့က Sky Meter Stat တွေ fan လို့ကောင်းဆုံးချိန်ပဲအောက်လိမ့်မှာတာဝါအသေးတန်ပြေးယူနေတာဒါပေမဲ့ဒီကောင်ဆွန်ကြီးဝမ်းလုံးခံရမယ်ဆိုတော့မသိဘူးဒီကောင်ဒီဘက်ကပြေးမယ်ထင်ပြီးဒီဘက်ကိုပိတ်ကြတာအဲ့ကောင်ဟိုဘက်ကပြေးသွားစကေတူးနဲ့ဗဇာနာအောင်သူကအင်မီပြန်သက်သွားလိုက်သေးတယ်ဒါပေမဲ့လည်းအခါနှောင်းသွားလေဟုတ်တယ်မလားဒီလောက်ကြီးရတယ်နဲ့ကြုံသွားရော့အမဆိုနာတာနဲ့ပြစ်ပြီးသုံးသက်ပေးလိုက်တယ်တော်သေးတာနနတော့အရင်တိုင်းပဲအာဒီမိတ်ကသူကတခြားတစ်ကောင်ပေးပြီးရုံကတခြားတစ်ကောင်မချတာလားအဲ့ဒီတို့ကတင်းပြီလေနှကားဖောင်မြောင်ပြီးကုန်းလုံးလိုက်ကြုံပြီအာဒီဆိုနာတာပြစ်တာများပြီးအနာကြီးကရှိကိုမရှိတော့လာတော့အပြည့်ဒီညမှာဘရိုးနဲ့နနနေရာဝင်ခံစားကြည့်လိုက်ဘရိုးတို့သွေးမရှိဘူးမလားပြန်ပြေးမှာဒါပေမဲ့နနအဲ့လိုမဟုတ်စပဲလှည့်ပြီးသုံးသေးရအဲ့တော့ဒီကောင်တော့တတ်မယ်တော့တတ်မယ်သာပြောတာပါမိရောမလို့မသိဘူးဒီနားမှာရော့အာဒီမိတ်နဲ့ကန်ဆန်းကြည့်လိုက်မယ်အေးရက်ကောမြန်မာလိုကြီးကောတော့ရော့စကေးဝနဲ့ပြစ်ပေးလိုက်မယ်ဟာမသိဘူးဟာဒီကောင်ကယုံရှိသေးရရော့အဲ့မှာထပ်ပြစ်ပေးလိုက်မယ်ရူဘီယာလည်းမတက်တာလဲဆိုစပဲပေးပြီးသူလည်းစိတ်ချပါတယ်ဒါပေမဲ့မရတော့လေဖရန်ကွာဒီမှာပြေးပြီးကြိုက်တော့မှာဒီမှာဖရန်ကိုကြိုက်ထားတယ်မှာစကေးဝနဲ့ AC အငိမ့်လေးပြစ်ပေးလိုက်အောင်မယ်မသိဘူးကမရရမသိလဲဖလစ်ကနဲ့ပြေးအဲ့ကျဖလစ်ကနဲ့လိုက်တက်ပေးမှာပေါ့မင်းရတယ်ဒီလောက်လွယ်တဲ့ကိစ္စဟိုဘက်ကဘယ်နေတာလဲပြန်ထွက်လာပြီးတော့အင်ဂျင်လာပါပူးထားတယ်ဒါပေမဲ့ဒီနေရာမှာ highlight ကောင်းရပြီထင်နေတာအင်ဂျင်လာစကေးတွေကကျွန်တော်လာသုံးနေတယ်ကွာသိသွားတယ်အမတာနေတာကိုဘက်ကပါဒါပေမဲ့ဟိုဘက်ကလော့ရင်ခေါ်နေတာအေးရပဲအဲ့ဒါကျွန်တော်အာဒီမင်းနဲ့ကန်ဆန်းကြည့်လိုက်မယ်ရောအဲ့မှာထပ်ပြစ်လိုက်ရင်အင်ဂျင်လာရှိနေဒါပေမဲ့အင်ဂျင်လာတော့ဆက်သက်လို့မရတော့ပါဘာလို့သူနားမှာ Ruby တွေရော Alpha တွေရောရီဒီယာလည်းရှင်ပေါက်လာပါပဲဒါပေမဲ့ Alpha ပဲရပြီ Alpha ပဲခရဘူးဆိုတော့ပြန်တက်သွားလောမရတဲ့အဆုံးရတဲ့ Hero Key လေးပြန်ယူမယ်ဆိုပြီးဒီနာ Benedetta လေးပြေးနေဆိုတော့ Benedetta လေးလိုက်ပြစ်မယ်ရောအဲ့မှာတကွက်ရှောင်ပြလိုက်မယ်ရှောင်တော့အဲ့ဒါနာနာရဲ့ Skate 2ကိုရှောင်တာ Skate 2ကဟိုဘက်ရောက်ပြီး Ruby ရဲ့ Ultimate ကြီးကိုရှောင်မိသွားတာမတက်နိုင်နန်းကန်လွတ်ပြီးထင်နေတာရောအဲ့မှာ Sonara ချက်ကျွေးလိုက်တယ် Sky Meter ဆက်ကများနေတော့တန်းသေးသွားကိုကအောက်မှာလိမ့်လေးရှင်းနေတော့အပေါ်လေးမှာပဒဲဖြစ်နေပြီအမှာ Alpha တွေရောဟယာဘူးစားတွေရောဟယာဘူးစားတော့တေရွာပြီးကြည့်နေတယ်ဘရိုဟယာဘူးစားကျွန်တော်ရဲ့ highlight ထဲမှာတစ်ခုမှပါမှာမဟုတ်ဘူးကောင်ဟိုဘက်ကတယောက်မှမသေးသေးဘူး Ruby ကိုပြေးကြတော့ Ruby ကိုကျွန်တော် Arti Sonata ပြစ်ပြီးတော့ဒီကောင်တက်ပေးလိုက်တယ်ပြီးရင်အမှာ Benedetta တို့ဘာလို့ဝင်လာပြီးအကုန်ဝင်လာပြီးဒီကောင်လည်းအလိုအိမ်မှတ်ပြီးအကုန်လုံးဝင်လာတာဒါပေမဲ့ကျွန်တော်ရှောက်ပြစ်တယ်အမှာ Scale 1နဲ့ Ultimate တွေနဲ့ရှောက်ပြစ်တယ် Ultimate ပဲချိန်ပြစ်တယ်ကွာဒီလား Scale 1တော့ Auto Aim နဲ့နှိမ့်နေပြီးပြစ်တယ်ဒီနေရာမှာငါအသွေးတော့မသိနိုင်ပါဘူးလို့ထင်နေတာဒါပေမဲ့သေကန်ကြီးပြမင်းကြည့်အောင်ဒီမှာသွေးရတဲ့ဇက်ပဲရှိတော့တာအစီအစဉ် Ambulance ယူထားတဲ့ Ground ဆိုရင်ဒီနေရာမှာစော်ကြီးသေနေပြီကွာဒါပေမဲ့ Fighter Ambulance ယူထားတော့မာတယ် Spare Van အနေနဲ့သွေးပြန်တက်တယ်ကွာဒီမှာဆိုလို့ရှိရင် Benedetta လိုက်လို့ရလားပြောဂျုံဝဲလို့အထာရရရှောင်းနေပြီးမင်း Flicker နဲ့ပါ RD နဲ့ပေါပြီးတက်ပေးလိုက်တယ်ရှုပ်လို့တိတော့ကောင်တွေလို့ပြောရမှာဆိုလို့ရှိရင်တော့အစီအစဉ် Ambulance နဲ့စော်တဲ့ကောင်တွေမရနိုင်တဲ့ဘွားပေါ့ကွာအလဲဟယာဦးစားသေပြီးလို့ပြန်ထွက်လာရှိတယ်ဒီမှာ Gather at the Lot ဆိုတော့ Okay လေဟိုဘက်က Alpha တွေလည်း၄កောင်တော့သေးနေတာဆိုတော့ကျွန်တော်တို့အနေနဲ့အလောကိုဖိုးချလို့ရှိရင်ကျွန်တော်တို့အနေနဲ့လောရနိုင်တယ်အဲ့တော့ကျွန်တော်တို့မှာရှိတဲ့ Ultimate တွေ Skill 1 Skill 2အကုန်ပေါင်းပြီးတော့အဲ့မှာလောကိုဖိုးချပေးတယ်ဒါပေမဲ့ဖြစ်ကျင်တော့ဟိုဘက်က Ruby လာနေတာကွာအဲ့တော့ကျွန်တော် Vision ပြပေးလိုက်တယ် Retry လူပေါင်းမဲ့သူမရှိဘူးเนาะဒါပေမဲ့ကြည့်လိုက် Video စောပေါက်ပြီးတော့ကျွန်တော်ရပါတယ်ကန်ကောင်းလို့ငါလက်ခွမ်းနေမှာပဲဟယာဘူးစားဘာမှမလုပ်ရသေးဘူးသွေးလေးစက်နဲ့သူတေတော့မရောနေတွေ့နေရပြီဒီမှာပြီးတော့ Alpha တို့ကရောက်လာပြီဟယာဘူးစားကြောက်နဲ့ပြေးနေတာသူ့မျက်ခွက်ကြီးနေရာနေနဲ့တိုက်ပြီးပုံးလို့မယ်ဆိုတော့ तू မသိဘူး Ruby ကနောက်က Angela ဘူးပေးထားတော့မတားရဲ့ light seed ကြမ်းပြီးစိုးနေတာဟာလာရောက်အိမ်မှာ Sonara နဲ့အဆုံးသတ်ပေးလိုက်ပြီနှောင်းအောင်တော့ဒီပွဲကပြောလို့ပြောတော့မဟုတ်ဘူးဗျာဟိုဘက်ကဂျန်လန်နဲ့ကိုဘက်ကဂျန်လန်လက်ရည်တူရှေ့ရည်တူပဲတကယ်အံ့ဩလို့မစုံမမဲမြင်အာဒီနဲ့ဝင်ထိုက်နေရကောင်နေပြီးတော့လေကိုဘက်ကနှစ်ကောင်သေးတာဟိုဘက်ကတစ်ကောင်မှသေးတယ်မဟုတ်ဘူးဒီတော့ကျွန်တော်အနေနဲ့ခေါ်ထားတဲ့လောနေပဲပွဲကိုတစ်ခါတည်းအံ့လိုက်တယ်ဒီနေ့ဗီဒီယိုလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြပါမယ်Channel subscribe လုပ်ရလို့ရှိရင်လည်း subscribe လုပ်ပေးပြီးတော့ကျွန်တော်ဝင်ရပြီလို့ရပါတယ်။သုံးနေကြည့်ပြီးတော့ကြောက်ရှင်းတယ်ကျေးဇူးတင်ပါတယ်။အားလုံးပဲ bye bye Happy New Year လည်းရောက်တော့မယ်ဆိုတော့ကျွန်တော်အနေနဲ့ Mobile Legends ဘက်ကနေဒီ Firework Celebration ဆိုတဲ့ဟာလေးလာနေပေါ့နော်။အဲ့မှာ bro အနေနဲ့က event test လေးလုပ်ပြီးတော့ပတ်စံလေးရတယ်။ပတ်စံရတော့မဟုတ် rocket လေးရတယ်ပေါ့နော်။အဲ့ rocket လေးနဲ့ကိုပေါက်ချင်တဲ့ဟိုဟာလေးတွေကိုကိုယ်တိုင်သွားပြီး Firework လုပ်လို့ရပါတယ်။ဒီ event လေးကကိုရော်ရဲဆိုလို့ရှိရင်တော့ Michu Miman တိတ်မများဘူးဆိုပေမဲ့ကိုယ့်ရဲ့တငယ်ချင်း၄ယောက်ကိုဖိတ်ခေါ်ပြီးတော့တကူရဲထားပြီး Michu Miman တွေအတူတူဖောက်ကြမှာဆိုလို့ရှိရင်တော့ဒီတွေ့ကြတဲ့အတိုင်းပဲ Michu Miman တွေအများကြီးပေါက်နေအောင်တွေ့ရမှာဖြစ်ပါတယ်။ပြီးတော့လေ bro ကို new hero ဖြစ်တဲ့ဆိုတာရဲ့ new email ကို bro ကို free ပေးထားတာမျိုးရှိတယ်ဒီမှာဆိုလို့ရှိရင်တွေ့ကြတဲ့အတိုင်းပဲပေါ့နော်ချစ်စရာလေးဒီဟာလေးကိုလိုချင်တယ်ဆိုလို့ရှိရင် bro က game ထဲကို login လေးဝင်မယ်ပြီးရင်ပွဲနှစ်ပွဲပါညာဆော့လိုက်မယ်ဆိုလို့ရှိရင်ချိုးချင်းလေးရလာမယ်ရလာတဲ့ချိုးချင်းလေးနဲ့ဒီ chapter လေးခုရှိရပါတော့1နဲ့3လေးအဲ့1နဲ့3လေးကိုကအစင်လိုက်ဖွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဖြင့်ဒီ emote လေးကိုရမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ new hero ဆိုတာကိုကျွန်တော်ကင်ထားတဲ့ highlight လေးကိုတွားကြည့်လိုက်အောင်I'm on my own, broken alone. I feel the rain crashing down all around this empty town. I'm searching for the lost and found, but you don't care. You're unaware. Keep moving like the scars aren't even there. It's in the air like a blazing flare. Just stare 'cause the flames will burn us. I thought you were the one for
trust me, cause I believe the